ကမိတ်ဆွေသူညီလေးကဆယ်လီဂီတဆိုရင်လဲဝါသနာရံပါသည်သူရဲ့ဝေးနေလေးမှာဆုမွန်တောင်းလိုက်ပါသည်သက်ဆုံးတိုင်အောင်ပျော်ရွှင်ဖို့ရွယ်၏ Facebook ထဲကမိတ်ဆွေသူညီလေးကဆယ်လီဂီတဆိုရင်လဲဝါသနာရံပါသည်သူရဲ့ဝေးနေလေးမှာဆုမွန်တောင်းလိုက်ပါသည်စိတ်ချမ်းသာစွာပျော်စေဖို့ရွယ်၏ချမ်းသာဝိနည်း120တိုင်စီဘုံပင်တွေလည်းခင်ကွာငြိမ်းဖို့၏ချစ်ဖော်နဲ့လည်းမိသားစုဝဆုံးဆုံးကြီးမင်္ဂလာဒီဝိနည်းမှာတောင်းဆုပြုလိုက်ပါသည်